မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့အင်ခတ်အမွှေးကြိုင်ဖြစ်အားတဲ့ကျွယ်ဝတဲ့အရွက်အဖြစ်လူသိများတဲ့ချမ်းနက်ပင်အကြောင်းပြောပြချင်ပါတယ်ဒီရွက်ကိုသူတို့ယောဂကိုဝင်ဆောင်တွေသူကျဲစီတောင်းနေရတဲ့သူတွေသိကြပေါက်စားလို့ရပါသလားအစာရင်ယောဂကြောက်ကဝေဒနာရှင်တွေနဲ့ကိုဝင်ဆောင်လေတွေရောစားသုံးတယ်လားဒါမှမဟုတ်ဘယ်လိုလူတွေကအထူးတတိထားပြီးရှောင်ကျင်တဲ့တယ်လဲဒီမိခွန်းတွေရဲ့အဖြေကိုဒီဗီဒီယိုလေးထဲမှာအသေးစိတ်ပြောပြပြီးတော့မှဖြစ်လို့လိုင်းကောမန့်လေးတွေပေးထားပြီးအဆုံးထိကြည့်ရှုပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကတော့ကျမ်းမာရေးဗဟုသုတအနေနဲ့မျှဝေတာဖြစ်ပါတယ်ကိုကျမ်းမာရေးအရှိန်ပေါ်မူတည်ပြီးဆရာဝန်ဒါမှမဟုတ်အာဟာရဆရာများနဲ့ဥစားတိုင်ပင်ဆွေးနွေးကြဖို့အရေးကြီးပါတယ်နော်ရှားနန်နန်ဟာဟင်းထဲခက်ခက်တိုးဆရာပဲလို့အရင်စားလို့ကောင်းပေမဲ့သူ့ရဲ့ပြင်းထန်တဲ့အာနိသင်တချို့ကြောင့်အခုပြောပြမယ်လူ15ဦးကတော့ဆင်ကျင်ဖို့လိုအပ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ရှမ်းနန်နန်နဲ့ဓာတ်မတဲတဲ့သူတွေပါတချို့လူတွေမှာရှမ်းနန်နန်စားပြီးတာနဲ့အကြီးပြားရရင်တော့အသက်ရှူကြတာမျိုးတွေဖြစ်တတ်ပါတယ်နန်နန်ပဲမုံလာဥနီတရုတ်နန်နန်တို့နဲ့ဓာတ်မတဲဘူးဆိုရင်ရှမ်းနန်နန်နဲ့လည်းဓာတ်မတက်နိုင်ကြီးများတာမို့ရှောင်ကျင်သင့်ပါတယ်ဒုတိယအချက်ကတော့အဆိုင်သမားတွေပါရှမ်းနန်တမှာပါတဲ့အဆီတက်ကအစာအင်ကိုလှုပ်ဆော်နိုင်စွမ်းရှိပါတယ်အစာအင်အနာရှိတဲ့သူတွေအဖို့အလွန်အကျွံစားမိဘိုက်နာတာဘိုက်အောက်တာတွေဖြစ်စေနိုင်လို့ရှော့စာတင်ပါတယ်တတိယအချက်ကတော့ရင်ပူတတ်တဲ့သူတွေပါရှမ်းနန်နန်ရဲ့ပြင်းရှားတဲ့သဘောတဘာဝကြောင့်အစာအင်အစစ်ထတာကိုများစီပြီးရင်ကားမှုတာလေရှင်တက်တာတွေကိုပို့ဆိုးစေနိုင်ပါတယ်။နံပါတ်၄ကတော့အရေးကြီးပါတယ်။ကိုဝင်ဆောင်တွေပါ။ရှမ်းနန်နန်ကိုအနှဲငယ်စားတာပြဿနာမရှိပေမဲ့စေပတ်ဝင်ပုံစံမျိုးနဲ့အများကြီးစားတော့ရင်တက်အိမ်ကိုကျုပ်စီနိုင်တဲ့အာနိသင်ရှိတယ်လို့ဆိုကြပါတယ်။ဒါကြောင့်ကိုဝင်ဆောင်ကာလမှာတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှဒါမှမဟုတ်အနှဲငယ်သောစားသုံးသင့်ပါတယ်။နံပါတ်5ကတော့လူတိုင်မိခင်တွေပါ။ရှမ်းနန်နန်ရဲ့ပြင်းထန်တဲ့အနံ့နဲ့အရသာကမိခင်နို့ကတဆင့်ခလေးစီရောက်သွားနိုင်ပြီးခလေးကနို့မဆိုးတာမျိုးဖြစ်တတ်ပါတယ်။ဒါအပြင်ခလေးရဲ့အစာအိမ်လေးတွေကနုနယ်သေးတဲ့အတွက်တတိထားသင့်ပါတယ်။နံပါတ်6ကတော့သွေးကြဲစေးတောင်းနေရတဲ့သူတွေပါ။ရှမ်းနန်နန်မှာဗီတာမင် K ပါဝင်မှုရှိနိုင်ပြီးဒါကသွေးကိုခဲစေတတ်ပါတယ်။သွေးကြဲစေးရဲ့အာနိသင်ကိုအနှောက်အယှက်ဖြစ်စေနိုင်လို့ဆရာဝန်နဲ့မင်းမြန်သင်ပါတယ်။နံပါတ်9ကတော့ကြောက်ကဝေဒနာရှင်တွေပါ။ရှမ်းနန်နန်မှာပိုတက်ဆီယမ်လိုမျိုးသတ္ထုဓာတ်တွေပါဝင်နေပါလေ။ကြောက်ကလှုပ်ဆောင်ချက်မကောင်းတဲ့သူတွေအနေနဲ့ဒီဓာတ်ကိုခန္ဓာကိုယ်ကနေစွန့်ထုတ်ဖို့ခက်ခဲနိုင်တာမို့အလွန်အကျွံမစားသင့်ပါဘူး။နံပါတ်10ကတော့သွေးပံကျတဲ့သူတွေပါ။ရှမ်းနန်နန်ဟာသွေးဖိအားကိုရှော့ချပေးနိုင်တဲ့အာနိသင်ရှိပါတယ်။မူလကတည်းကသွေးပေါင်နေနေတဲ့သူတွေအများကြီးစားမိမူးဝေတာခေါင်းမိုက်တာတွေဖြစ်နိုင်ပါတယ်။နံပါတ်9ကတော့မကြခင်ခွဲစိတ်မှုလုပ်ရမယ့်သူတွေအတွက်ပါရှမ်းနန်နန်ကသွေးရင်းတကြားတဲ့နဲ့သွေးဖိအားကိုတက်ရောက်မှုရှိနိုင်တာမို့ခွဲစိတ်ကမဝင်ခင်အနည်းဆုံး2ပတ်လောက်အလိုကလေးကရနာထားသင့်ပါတယ်။နံပါတ်10ကတော့စီးကျုပ်သမားတွေပါရှမ်းနန်နန်ကသွေးရင်းတကြားတဲ့ကိုကျစေနိုင်ပါတယ်။စီးကျုပ်ကျစေတောက်နေရင်ရှမ်းနန်နန်ကိုပါအများကြီးစားမိရင်တကြားတက်အလွန်အမင်းကျဆင်းသွားတဲ့အနေရှိနိုင်လို့သတိပြုရပါမယ်။နံပါတ်7ကတော့အသေးမကောင်းတဲ့သူတွေပါရှမ်းနန်နန်မှာပါတဲ့ဓာတ်ပစ္စည်းတချို့ကိုရှေ့ဖြတ်ဖို့အသေးကအလုပ်ပို့လို့ရနိုင်ပါတယ်။အသေးရောင်နေတဲ့သူတွေအသေးအားနေတဲ့သူတွေအနေနဲ့ရှင်းရှိန်စားသုံးသင့်ပါတယ်။နံပါတ်7ကတော့စီးရွှင်စေးတောင်းနေရတဲ့သူတွေပါရှမ်းနန်နန်ကိုယ်တိုင်ကစီးရွှင်စေတဲ့သဘောရှိပါတယ်။စီးစီးနဲ့တွဲဖက်စားသုံးပြီးရင်ခန္ဓာကိုယ်ထဲကရေဓာတ်နဲ့ဓာတ်စာတွေလိုတာထပ်ပို့ပြီးဆုံးရှုံးသွားနိုင်ပါတယ်။နောက်ဆုံးနံပါတ်73ကတော့ရာသီကချိန်တက်ခဲတဲ့သူတွေအတွက်ပါတချို့တော့ရိုးရယူဆချက်တွေအရရှမ်းနန်နန်ဟာသွေးစင်းတာကိုအားပေးရလို့ဆိုကြပါတယ်။ဒါကြောင့်ရာသီလင်ချိန်မှာသွေးစင်းလွန်တာမျိုးမဖြစ်ရအောင်အများကြီးမစားသင့်ပါဘူး။ကဲ
အခုပြောပြခဲ့တဲ့ယောဂတဲ့ဆက်သုံးဦးကတော့ရှမ်းနံနံကိုလုံးဝမစားရဘူးလို့ဆိုလိုတာမဟုတ်ပါဘူးကို့မှာဒီလိုယောဂအရှင်တွေရှိနေမယ်ဆိုရင်တော့ဘေးဥပအန္တရာယ်မဖြစ်ရအောင်ပမာဏကိုလျှော့စားဖို့နဲ့လိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်မှုအကြံပြုချင်ပါတယ်အားလုံးပဲကျန်းမာပြီးဘေးကင်းကြပါစေဒီဗီဒီယိုလေးကအကျိုးရှိတဲ့ဆိုရင်တငယ်ချင်းတွေသိအောင်မျှဝေပြီးတော့ပါခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ချင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာနေကောင်းကျန်းမာကြပါစေ